ရှင်ဘုရားပဲလူရမလို့ဆိုအိုးကိုကြိုက်တဲ့နေရာလူပေါ့ဘယ်သူလူလို့မပြောဘူးအဲ့ကြတော့ဘုရားကိုကြိုက်တဲ့နေရာလူကိုချီညိုတဲ့နေရာလူဘုရားသုံးတဲ့စကားလုံးတွေကဘယ်လိုသုံးလို့ဆိုယထပတိရတိတထဒေဟိတဲ့ကိုစိတ်ချီနူးတဲ့နေရာကိုတူပါလို့သူတို့ပြောတယ်ဟောနောက်တစ်ခါမင်းကြီးကဆက်ပြီးတော့မေကွန်းတစ်ခုထပ်မေးတယ်ကောင်းပြီဖျားတဲ့တပည့်တော်ဘယ်သူလှူရင်ဘယ်ကိုလှူရင်ပို့ပြီးတော့အကျိုးချီးမလဲဟာဒီမေကွန်းမေးလာမေးတော့မြတ်စွာဘုရားကဖြေတယ်တခါတော့မင်းကြီးတဲ့ခုနမေကွန်းနဲ့ဒီမေကွန်းကမတူဘူးတဲ့ခုနမေကွန်းကဘယ်မှာလှူရမလဲဆိုကိုကြည်ညိုတဲ့စိတ်လှူလို့ပြောဘယ်လှူရင်အကျိုးချီးမလဲအကျိုးရှိမလဲဆိုဒီမေကွန်းကခုနမေကွန်းနဲ့မတူဘူးတဲ့အဲ့ဒါကြောင့်မို့လို့တီလာရှိတဲ့ပု